င်ချီယူဇာဘကူကိုရောက်တာရဲ့နိုင်ငံကြမှာတော့မခွဲနိုင်ဖြစ်နေတဲ့ချင်းချင်းမာတွေဟွန်နိုကာကသူ့ကိုကြိုက်ဆုံးမုတ်တွေကိုထုတ်ပိုးရင်းနဲ့မနှက်ပြတ်တော်ပြီးမလို့ကိုကြိုးပစ်စင်နေပါတယ်ဟွန်နိုကာကမတော်ပြီးဖို့ဆိုတာထက်သူကျူရဲ့ချင်းတွေကိုပုံစုံလန်းနေတာကြောင့်ဖြစ်ပြီးမိရဲ့မိမမာယာတီအောက်ကနေရုံထွက်နိုင်ဖြစ်နေတဲ့ကင်ချီကိုပါသူ့မိမရဲမိအောင်တွားကေထုံးမလို့ဖြစ်ပါတယ်တစ်ဖက်ကမိုတိုကလည်းသူသမီးတယောက်ထဲသွားမှကိုစိတ်မချနဲ့တင်ထားတဲ့နက်ကိုထုတ်လိုက်ပြီးတော့မနှက်ဖြန့်ဖေးကြီးပါတူလိုက်ခဲ့ပြီးမယ်လုံနေလို့စိတ်မရှိရဲ့စားရီလေလီမန်နဲ့ဆော်ထဲလိုက်ပါတော့တယ်တို့ကြမှာတော့ပြင်းထန်တဲ့လေ့ကျင့်ရေးတွေတနေကုန်လုပ်ခဲ့ရတဲ့တန်နဲ့ကင်ချီတယောက်နှစ်ချာအိပ်ပျော်နေခဲ့ကအာခီဆာမကတော့မညာပဲထားတော့ဆိုပြီးအော်ပီလိုက်လို့ကင်ချီလည်းလမ်းပြန်သွားပါတယ်ကင်ချီမင်းဒီမာနေအရင်ကချိုးရင်ပြင်ရမယ်မနက်၄နာရီထူတိုင်းထားရမယ်ပြီးရင်လေ့ကျင့်ရေးစလုပ်ရမယ်စောစောထားရင်ငှက်ကအစာပူရရဲဆိုတာမင်းလေးကြောက်မှပါဆိုပြီးရှေးစကပုံကိုတုံးချရင်စီကန်တိကျနေရကြောင်းကင်ချီလည်းမျက်ရည်နဲ့မျက်ခွက်ဖြစ်နေရပါတယ်ဒီလိုနဲ့ခန္ဓာကိုယ်သွေးလက်ပတ်မှုကောင်းအောင်ဆိုပြီးရေရင်တိုက်ပြဲမျိုးသွမျိုးလုံးကိုသုံးပတ်ပတ်ပြေးခိုင်းကတလန်းလုံးနဲ့စိတ်ပိုင်းရောရုပ်ပိုင်းဆိုင်ရာပါဖိအားပေးနေရမို့လို့တိမခန့်နိုင်တော့ကင်ချီလည်းစိတ်ထဲကနေဓာတ်ကုံဆေးပြလိုက်ပါတယ်တို့ကျပြန်တော့မနှက်ဆာမစားခင်လေးစာကာကီနဲ့တူလက်ရည်ဆန်ဝယ်ပြလို့ရရင်နဲ့အထိုးကအကက်ခိုင်မိမှသာမနှက်ဆာစားရပြီးဒါကြောင့်ကင်ချီပေါ်မစားရရင်မနေနိုင်တဲ့ဆရာတွေကအတင်းလိုက်လူစားနေကြအကြောင်းကင်ချီလည်းမနှဲပြန်လူစားနေရပါတယ်ခဏနေရောမီးစေသွားရင်နောက်ကိုထုတ်ဝိုင်းတိတ်ပေးရပြီးဆရာတွေကတော့ဒီတိုင်းမလွတ်ပဲကင်ချီအောက်ပိုင်းချက်သားရည်တတ်မှလောင်လို့ခြေထောက်နှစ်ပတ်စလုံးမှာလေးတုံးတွေတပ်ပြီးလိုက်ပါတယ်အဲ့ချိန်ဟွန်နိုကာကတူဂျိုရှိကိုရောက်နေခဲ့ကဂိတ်တကာကတုံးမရအောင်ကြက်နေရကြောင်းဘီမရထားရဲ့စပိန်ကတစင်နေရန်ပေါ်ကြော်တက်မလို့လုံနေတော့မှအပတ်ချန်နေတဲ့တော်သူပါတယ်ကလေးချစ်တဲ့အပတ်ချန်ကလမ်းနေရဟွန်နိုကာလေးဝင်လို့ရအောင်တမင်တကာအတာလေးဟာပြီးသားလိုက်ပြီးသူမဝင်လာတာနဲ့ရင်းနှီးနှီးမိတ်ဆက်ပြင်မဲ့ဟွန်နိုကာကကြောက်ပြီးပါလာရဲ့မုတ်တွေနဲ့ပြစ်ပေါက်လိုက်တာကြောင့်အိတ်ထဲမှာသမင်းမှုနဲ့ကင်ချီကြိုက်ဆုံးမုတ်တာကျန်မာတော့တယ်ဒါကြောင့်ကိုကြီးမုတ်တွေကိုတော့ထမပေးနိုင်တော့ဘူးဆိုပြီးနေရန်ပေါ်ကြော်တရင်ထွက်ပြေးမလို့လုံမှာကင်ချီညမပီသားစွာနဲ့ကြောက်တဲ့စိတ်ကြောင့်အဆက်ပွင့်မလို့ဖြစ်သွားခဲ့ပေမဲ့အပတ်ချန်ကူညီလိုက်လို့ကန်ကောင်းသွားပါတယ်သမီးကကိုယ့်ကိုလူစိုးကြီးထင်နေတာအကိုကစိတ်ထားကောင်းတဲ့လူပဲတို့ဂျူကလူတွေကလည်းသမီးထင်တယ်လူမျိုးကိုမစိုးတော့ပါဘူးဆိုပြီးအပတ်ချန်နဲ့တငယ်ချင်းတွေဖြစ်သွားကြပါတယ်အဲ့လိုနဲ့အပတ်ချန်ကတို့ဂျူကဆရာတွေရဲ့တယောက်ချင်းစီရဲ့မှုကြည့်နေကိုပြောပြရင်ကင်ချီရှိမှတ်နေရတွေစီခေါ်သွားပြီမဲ့ဇီကပြန်မြောက်သေးရကြောင်းအေကန်နဲ့မှခဏဆောက်ကိုင်းထားပြီးအိတ်ခံဖို့အတွက်တစ်ဖက်ကြမ်းဖြုတ်ဖို့ကိုရှိခုလဲနဲ့မိဖို့ကြောင့်နဲ့မှနှစ်ယောက်သားတိုင်ပတ်နေကြပါတယ်တလုံးမီးရဲ့ကူညီနဲ့အစင်တစ်စားတောက်နေရတော့နှစ်ယောက်သားဘာမှမလုပ်တတ်မကင်တတ်ကြပဲလက်ဖက်ရည်ချမ်းကူတော့အမိုးရဲ့ဖန်ခွက်တဲ့ထည့်ပြီးဖြစ်တယ်လို့အခင်းလိုက်ပါတယ်ဒါကြောင့်ဟိုနိုကလည်းရင်းနှီးချမ်းလေးကိုတောင်ဖြစ်အောင်မပြောတတ်ဘူးလားဆိုပြီးနှစ်ယောက်စလုံးကိုဖြောပုံဖြောနီးကအစလက်တွေ့တင်မင်းနဲ့အဲ့တဲကပဲအရှင်တွေကိုပြန်အခန့်လိုက်ရပါတယ်အဲ့ချိန်စီကပြောင်းလာပြီးဖြစ်တဲ့ကင်ချီကတော့ထုတ်တယ်ရတာထက်လေးလုံးတွေကြောင့်လူလဲပြိုင်းနေခဲ့ပြီးအခန်းထဲကစီမြေတန်တွေကြားလို့တွားကြည့်တော့ဟိုနိုကနဲ့၃ယောက်သားဖဲကစားနေရကိုတွေ့လိုက်ရပါတယ်လွမ်းတဲ့နေခဲ့ဟိုနိုကလည်းသူ့ကိုမြင်မြင်ကြီးပြေးဖက်လိုက်ပေမဲ့ကင်ချီကတော့ကိုကြီးမထားတာကိုမင်းနေပြီလားဒီမှာကိုပဲခန့်နေရပညာကိုလေးနဲ့ထားပြီးတင်းနေချိန်မှာနောက်ဆက်ဖြစ်လို့မလာဘူးပြောထားတာကိုလေမြူကတော့အဲ့လောက်ကြီးမပြောဖို့တားနေပေမဲ့ညီမဖြစ်သူကိုတခါခွန်းလုပ်ပေးလိုက်ရင်အချင်းဖြစ်သွားမှာဆိုလို့လုံမလိုက်ပဲစုနေပါတယ်မောင်နှမသားချင်းမရှိတဲ့မိယူလေးကတော့သူမခေါ်ရင်တော့အမစီမြဲလာလို့ရရဆိုပြီးနှစ်သိပ်ပြီးရကိုဟွန်နိုကဘဝင်မကြပဲတမီးကိုနာကဝိုးနေစမ်းမှနှုတ်ကြီးမဆိုပြီးအော်ထဲလိုက်ပါတယ်ပြီးရနဲ့သူ့ကိုယ်တော့ပါလာရဲ့မုတ်ကိုပေးလိုက်ပြီးလာတော့ကအများကြီးဆိုပေမဲ့အပတ်ချန်နဲ့ရှိကူလေးရဲ့ကြွဲလက်ချက်ကြောင့်ဒါပဲရှိရောကြောင်းကိုပြောပြလိုက်ပါတယ်ခဏနေရောကင်ချီလေးကြီးရမယ့်ချိန်ရောက်လာခဲ့ပြီးဟွန်နိုကာကသူ့ကိုယ်နဲ့လေးကြီးရမယ့်သူကသဘောကောင်းတဲ့အပတ်ချက်မဟုတ်ပဲနှုတ်ကြီးမဖြစ်နေလို့တဝင်းသုံးနေုံရှိသေးကင်ချီကင်ပေါက်ခံလိုက်ရလို့မိယူကိုရန်ထားတွေ့ပေမဲ့မိယူကတော့သူမကိုပြည့်မမြင်ပဲချင်းလုံးတော်ရင်ဝင်ကြားပြီးဖတ်ထားလိုက်ပါတယ်ပြီးရနဲ့ဟွန်နိုကစောင့်မျှော်နေခဲ့တဲ့သဘောကောင်းတဲ့အပတ်ချက်လေးကျင့်ပေးမဲ့ချိန်ကိုရောက်လာခဲ့ကအပတ်ချန်ကနှုတ်ကြီးမလို့မဟုတ်ပဲလူကောင်းမို့လို့ကိုကြီးကိုစိတ်ချရဆိုပြီးပြောနေုံရှိသေးအပတ်ချန်ကကြကြောက်ကင်ချီလေးတပတ်လေးဂျုံပြစ်တော့ပါတယ်ဟွန်နိုကငိုပါနဲ့အပတ်ချန်ထင်းငယ်ခဲ့ရပါမသိပါဘူးအမခံပါရဲ့ဆိုပြီးဖြစ်သိပေးနေခဲ့ကဘေးကအခိဆာမကလည်းဒီနေ့လေ့ကျင့်ပေးရကိုငါနဲ့ဆုံးသက်လိုက်ကြဖို့ဆိုပြီးကင်ချီကိုတကုံကျွေးပါတော့တယ်ဦးလေးရက်လိုက်ပါတော့လေ့ကျင့်လို့ကောင်းစစ်တက်ပြီးအကုန်လုံးကကိုကြီးကိုဝိုင်းနိုင်ကြည့်နေကြတာကိုဒီထက်မကြည့်ရတော့ဘူးဆိုပြီးတောင်းပန်နေပါတယ်အခိဆာမကတော့ဦးလေးတို့နိုင်ကြည့်နေကြမှာမဟုတ်ဘူးနော်ရသူနဲ့ရင်ဆိုင်တဲ့အခါကျရင်ကင်ချီဒီတက်တော်ဒုက္ခရောက်သွားနိုင်နေလူတယောက်တန်မာဖို့အတွက်သူတို့ယုံကြည်ရာကိုရှောင်လန်းဖို့အတွက်ကကာယကရှင်ကိုယ်တိုင်ရဲ့ဆုံးဖြတ်ချက်ကသာအရေးကြီးဆုံးအရာဖြစ်ပြီးဘေးလူရဲ့အတွက်တော့ခက်ခဲရထင်ရပေမဲ့ကင်ချီဒီလောက်ဒီပြင်မစူးစမ်းနေရရလက်ကသူ့ကိုတနေ့ဖြည့်ပြန်ပေးလိုက်မယ်ဆိုပြီးရှင်းပြတော့ဟွန်နိုကလည်းကင်ချီမျက်ဝန်းတွေကြောင့်ငယ်ကဖြစ်ပြတစ်ခုကိုတတိယတော့ပါတယ်အဲ့ဒီနေ့ကဟွန်နိုကတခြားသူရဲ့နိုင်ကျင်တာကိုခံနေရကဒါကိုမြင်လိုက်ရတဲ့ကင်ချီလည်းငါညမကိုထီးရဲ့ဘေကောင်မဆိုခွင့်မလို့ဘူးဆိုပြီးအားချောင်းလိုက်ပေမဲ့သူပဲသူများထိုးကခံလိုက်ရပါတယ်ဒါပေမဲ့ကင်ချီကရှုံးမပေးသေးပဲဆွဲကြည့်လို့နေရကြောင်းနိုင်ကျင်းတဲ့ကောင်တွေလည်းဒီကောင်ကဇွန်ဘီလာဆိုပြီးလမ်းပြီးထွက်ပြီးသွားကြပါတယ်အတုံးကကင်ချီရဲ့မျက်ဝန်းတစ်စုံကခုလေးချင်းနေတဲ့ပုံစံနဲ့တပုံစံနဲ့တူနေပြီးပြင်ပိုင်းကတော့အားနဲ့ထင်ရပေမဲ့သူ့ရဲ့အတွင်းစိတ်ကတန်မာမှုကိုတော့ဟွန်နိုကလည်းကောင်းကောင်းကြီးခံစားမိလာပါတယ်ဒီလိုနဲ့ညနေရောက်ဆောင်းလာခဲ့ပြီးဟွန်နိုကကိုနောက်တစ်ခါထမ်းမလာတော့ဖို့နဲ့အကိုတယောက်ချခံနေရတဲ့ပုံစံကိုညီမလေးကိုမြင်မြင်စေချင်တော်ဘူးဆိုပြီးပြန်လွှတ်လိုက်လို့ဟွန်နိုကလည်းနောက်ကိုကြီးစီလာကြည့်တာကိုထမ်းမလုပ်တော့ပါဘူးဆိုပြီးကတိပေးလိုက်ပါတယ်ဒါဆိုသွားပြီနော်ကိုကြီးဟိုနိုကြီးမမရောပဲမိယူလည်းဘာမှစိတ်မပူနေရောသူထမ်းမလာတော့ဘူးဆိုတာယုံကြည်ရဲ့
နောက်နေ့မနက်မှာတော့ဟိုနိုကာကဒိုဂျိုကိုဆိုက်မဲ့ရောက်နေရကြောင်းဟဲ့နေနားမပါဘူးလားမနေ့ကငါ့ကိုကတိပေးထားရလေအလာတော်ဘူးဆိုတော့ကိုတည့်ရလေအခုကိုကြီးကိုလာကြည့်ဖို့လာမှမဟုတ်တာအပတ်ချန်နဲ့ရှိကိုတဲ့ကိုနေတိုင်းလာကြည့်ဖို့စဉ်းစားထားရမို့လို့လာခဲ့ရပါဆိုပြီးတခုံးမကြံပြန်ပြောလိုက်လို့ကင်ချီလေပြောစရာစကားလုံးတော့မရှာနိုင်တော့ပါဘူးအရှင်ကဒီဥစားပောက်ခုကိုမကောင်းတဲ့လူတွေပြည့်နေရမကောင်းတဲ့နေရာလို့ထင်ကြတဲ့ဟိုနိုကဟာခုတော့ဆရာကြီးတူရဲ့စိတ်ရင်းမှန်နေကြောင်းအိမ်မပြန်ကျင်တော့သဘောကျနေခဲ့ပြီဖြစ်ပြီးအကုန်လုံးကလေသူမကြောင့်နဲ့ပျော်ရွှင်နေကြပါတယ်